ဖြစ်နိုင်ဘူးလို့သင်ထင်နေသလားအခုပြမဲ့ဂိုးတွေကတော့ယူပဗေဒနိယာမတွေကိုပါစန့်ကျင်ပြီးဘောလုံးလောကကိုအံ့အားသင့်စေခဲ့တဲ့အကောင်းဆုံးတွင်းကို9ဂိုးပါအဆုံးထိကြည့်လိုက်ပါနံပါတ်5ရောဘတ်တိုကာလိုစ်ရဲ့နာမည်ကျော်ငပြောသည့်ကန်ချက်လေးထဲမှာလမ်းကြောင်းကောက်သွားတဲ့ဒီဂိုးဟာသိပ္ပံပညာရှင်တွေကိုတော့အံ့ဩသွားစေခဲ့တာပါနံပါတ်4ဇလတ်တန်အီဗရာဟီမိုဖစ်ပေ3စက်ကျော်ကွာကနေနောက်ပြန်ကန်သွင်းလိုက်တဲ့ဒီဂိုးမျိုးကတော့ဇလတ်တန်တယောက်တည်းပဲလုံနိုင်တဲ့အမှုပညာပါနံပါတ်3လီယိုနယ်မက်ဆီကွင်းလယ်ကနေတကိုယ်တော်ဆွဲပြေးပြီးတသင်းလုံးကိုကြော်ဖြတ်ခဲ့တဲ့ဒီဂိုးဟာမာရာဒိုနာပြန်ဝင်စားသလားလို့တောင်ထင်မှတ်ခဲ့ရပါတယ်နံပါတ်2စီရိုနယ်ဒိုဂျူဗင်တက်စ်နဲ့ပွဲမှာပေ8ပေနီးပါအမြင့်ကိုခုန်တက်ပြီးကန်သွင်းခဲ့တဲ့ဒီဂိုးဟာခန္ဓာကိုယ်ကြန့်ခိုင်မှုရဲ့အထွတ်ထိပ်ပါပဲနံပါတ်1မာရာဒိုနာရဲ့ရာစုနှစ်အကောင်းဆုံးဂိုးဘောလုံးသမိုင်းမှာဒီဂိုးထက်ပိုကောင်းတာမရှိတော့ပါဘူးဒါဟာတာမန်ဂိုးမဟုတ်ဘူးဒါဟာသမိုင်းပါဒီ9ဂိုးထဲမှာတင်အကြိုက်ဆုံးကဘယ်ဂိုးလဲခမန့်မှာရေးခဲ့ပါနောက်ထပ်စိတ်လှုပ်ရှားစရာဗီဒီယိုတွေအတွက်အခုပဲ subscribe လုပ်ထားလိုက်ပါ